ကြီးအကျယ်ရန်ဖြစ်စကားများပြီးတော့မာနတွေတင်းခံပြီးတယောက်နဲ့တယောက်မကြည့်ကျင်လောက်ဖြစ်နေတဲ့အထီကိုတယောက်နဲ့တယောက်စိတ်ထဲမှာအညိုအသေးအာဃာတတွေများနေတဲ့နေ့တစ်ခုရှိတယ်။ဒါကကြာတော်ပိတ္တသမီးဖြစ်တဲ့မိမိကိုယ်တိုင်ကြာတော်ပိတ္တသမီးဓမ္မမို့လို့ရှိရင်ကိုချစ်တူအိမ်တော်ဘက်ကကြာတော်ပိတ္တသမီးဖြစ်ပြီးဆိုလို့ရှိရင်ကြံရှိနေတဲ့ဒီ9လပိုင်းလို့ကာလမျိုးမှာသူ့ရဲ့ကိုယ်ရဲ့နားလည်မှုလွဲတဲ့ပုံစံမျိုးလေးတွေစိတ်ကတိကထဖြစ်တဲ့ပုံစံမျိုးလေးတွေသူ့ရဲ့ကိုယ်ရဲ့ကြားထဲမှာညှိမရနိုင်မရနဲ့တဲ့ကိုတယောက်ဒေါသကိုရှေ့တန်းတင်ပြီးတော့မာနတွေရှေ့တန်းတင်ပြီးတော့အချစ်တွေကိုနောက်သုတ်ပြီးတော့သူ့ရဲ့ကိုယ်ရဲ့ကြားထဲမှာအမုန်းတရားတွေပေါက်ဖွာလာနိုင်တယ်ချစ်တော့ချစ်တယ်ဒါပေမဲ့တဲ့ကိုတယောက်ရှုံးမပေးရဲ့ပုံစံမျိုးတွေဒီကာလအတွင်းမှာလည်းတယောက်နဲ့တယောက်စိတ်ထဲမှာအညှိုးသေးတွေထားပြီးတော့မပြောဘဲနဲ့ဖြစ်နေတဲ့ကိစ္စတစ်တိလေးစုပြီးတော့ကိစ္စအကြီးတွေဖြစ်သွားတော့မှတီကိုပြချက်အရနမိတ်ပုံရင်ကကြင်ပါကိုတွေ့မြင်နေရတယ်ဒါကြောင့်မို့လို့ကြာဝေးတသမီတွေဒီချင်းဒီကလာမောကကိုချစ်တူအိမ်တော်ဘက်နဲ့လမ်းခွဲပြတ်စဲနိုင်တော့တဲ့အထီဖြစ်နိုင်တယ်အိမ်တော်တွေဆိုလို့ရှိရင်လည်းကိုယ်နှစ်ယောက်ရဲ့ဒီဆောက်ခဲ့တဲ့အိမ်တော်ကြီးကပြက်စီးပြိုကွဲသွားတဲ့ပုံစံမျိုးလေးတွေတွေ့မြင်ရတတ်တယ်ဒါကြောင့်မို့လို့ကြာဝေးတသမီတွေပါတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ကိုချစ်တူအိမ်တော်ဘက်ကြာဝေးတသမီဖြစ်ပြီးဆိုလို့ရှိရင်ကိုကဒီ relationship တစ်ခုမပြတ်ချင်ဘူးဆိုလို့ရှိရင်တော့အလျှော်ပေးမှရမယ်အလျှော်မပေးဘဲနဲ့ဒီတိုင်းပဲသူတင်းမှကိုတင်းမှနဲ့တွားမယ်ဆိုလို့ရှိရင်ပြတ်တော့ပြီးတော့သူ့ရဲ့ကိုယ်ရဲ့ရောဒီဘဝဒီမြနဲ့ပဲဇလန်းပြီးဆုံးနိုင်ပါတယ်ဗျဒါကြောင့်မို့လို့ကြာဝေးတသမီတွေအဆက်ဆက်ရထိုးကြည့်စိုက်ပါအခြေနဲ့ပတ်သက်လို့ရှင်လို့ရှိရင်လုံစွာအင်မတန်မှကန်ညံ့နေတဲ့ကိုရှောင်းနေရဲ့ကြံရှိနေတဲ့9လပိုင်းအတွင်းမှာကန်သာလာမှိမ့်မိန်နေတဲ့အတွက်ကြောင့်မို့လို့ကြာဝေးတသမီတွေအဆက်ဆက်ရသတိဝရိယရှိတော်နေပါဗျအခြေအိမ်တော်ကြီးမှာလဲကိုကမိမတအူးကြောင့်နဲ့ဂုံလေးကညှိုးနှဲတာမျိုးလေးတွေယောက်ျားတအူးကြောင့်နဲ့ဂုံလေးတာညှိုးနှဲတာမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချင်းဒီကလည်းမှာအခြေချရံနဲ့ပတ်သက်လို့ရှင်အဆက်ဆက်ရသတိဝရိယရှိတော်နဲ့ပတ်သက်ပါမဟုတ်ဘဲနဲ့ကိုကလုံးနဲ့ချလဲလိုက်ပြီးတော့ပတ်သက်လိုက်မယ်ဆိုလို့ရှိရင်ကိုရဲ့နာမည်ဂုံတိတ်ကညှိုးနှဲတဲ့အထိကိုစော်ကားခံရတဲ့အတွက်ကြောင့်မို့လို့အားလုံးပဲဂျာရီတတမီများအတုကယူစိုက်ပါဗျာ